မင်္ဂလာပါ IT Home Computer သင်တန်းမှာကြိုဆိုပါရစေ။ဒီကနေ့ရှင်းပြသွားမှာတော့ count if function အသုံးပြုနေလေးပဲဖြစ်ပါတယ်။ဒီဇာတ်လေးအပြင်ဆိုရင်တော့ဝန်ထမ်းတွေရဲ့ employee list ဇာတ်လေးပဲဖြစ်ပါတယ်။ဝန်ထမ်းတွေရဲ့ information ဇာတ်လေးပဲဖြစ်ပါတယ်။ဟိုတနေ့ကရှင်းပြခဲ့ပြီးသားပါ။ဒီဇာတ်ထဲမှာရေးထားတဲ့ name တွေပါမယ်။ဝန်ထမ်းတွေရဲ့ post တွေ position တွေဖုန်းနံပါတ်တွေပါမှာအဲ့မှာသူတို့ရဲ့ state အမျိုးသားလားအမျိုးသမီးလားခွဲထားတာလေးရှိပါတယ်။ဒီဇာတ်လေးကမှပြန်ပြီးတော့မှနောက်တစ်ခါထပ်ပြီးပါထက်ရှာချင်တာလဲဆိုတော့အမျိုးသားဘယ်နှယောက်လဲကိုယ်ဝန်ထမ်းတွေထဲမှာအမျိုးသားဘယ်နှယောက်လဲအမျိုးသမီးဘယ်နှယောက်လဲကိုရှာမှာဖြစ်ပါတယ်။အဲ့ဒီအတွက်အဲ့လိုရှာဖို့အတွက်ဘာ function လေးသုံးလဲဆိုတော့ count if function လေးသုံးမှာဖြစ်ပါတယ်။ညီမချင်း count if နဲ့တွက်ပါတယ်။ညီမချင်း count if မှာပေါ်လာတဲ့အခါမှာ range ရဲ့ criteria နဲ့ရှိပါတယ် range ဆိုတာတော့တွားပြီးရှိတွက်မဲ့ data တွေ set ခွက်တွေအတွဲလိုက်ကြည့်ပြောတာပါဒီမှာဆွဲချပါတယ် comma ဒီထဲမှာဘာဖြစ်ရင်ရှိမှာလဲဆိုအမျိုးသားဖြစ်ရင်မေးဒီမှာမေးတွေကို m လို့ရေးထားတဲ့ table code ထဲမှာ m လေးရိုက်ထည့်ပါတယ်ခွင့်ပေးလိုက်ပါမယ် enter ခေါက်လိုက်ဒါဆိုအမျိုးသားရှိတဲ့အရေးအတွက်ထွက်လာပါတယ်၄ယောက်ထွက်လာပါတယ်နောက်တစ်ခါဒါကတော့ female ဒီတိုင်းပဲရှာမှာဖြစ်ပါတယ်ညီမချင်း count if range ဆိုတဲ့အတိုင်း range နဲ့ criteria နှစ်ခုပါလာပါတယ် range ဆိုရင်တော့ဒီမှာရှိတဲ့ data တော့ရှာမယ့် data ပဲယူဆွဲချပါတယ် comma ဒီတစ်ခါတော့ female ဖြစ်လေ female ဆိုဒီဘက်ထဲမှာ f လို့ရေးထားဖြစ်တဲ့အတွက် f တွေရှာမှာဖြစ်တဲ့အတွက် f တွေ test ဖြစ်တဲ့အတွက် table code ထဲမှာရေးပါတယ်ခွင့်ပေးပါတယ် enter ခောက်ပါတယ်။ဒီတစ်ခါကျတော့ female အမျိုးသမီး f တွေ5ခုရှိတယ်တဲ့တင်းနဲ့3 4 5ဒါဒီ female အမျိုးသမီး9ယောက်ရှိပါတယ်အမျိုးသား4ယောက်ရှိပါတယ်ဒါ count if function လေးသုံးပြီးရှာထားတာပါ count นี่ range နဲ့ criteria နှစ်ပိုင်းခွဲပြီးရှာပါတယ် range ကတော့ data တွေတွားရှာမဲ့ data ရှိတဲ့ data တွေလိုက်ကြည့်ပြောတာပါနောက်က criteria တော့ကိုဘေးဟာကိုရှိတွက်မလဲဘေးဟာကိုရှာပြီးတွက်မလဲဆိုတဲ့အခြေအနေကိုပြောတာဖြစ်ပါတယ်ဒါဆိုရင်တော့ကိုလိုချင်တာလေးတွေကိုဆွဲထုတ်ပြီးတွက်လို့ရမှာဖြစ်သွားပါတယ်အားလုံးပဲနားလည်လိမ့်မယ်လို့ထင်ပါတယ်နားမလည်ဒီဗီဒီယိုလေးကိုတစ်ခေါက်ပြန်ကြည့်ပေးပါကျေးဇူးတင်ပါတယ်